ဒီမှာပါလာပြီရှင်အော်ဒါကျမတူမလေးတွေခူးပေးနေတာပေါ့နော်ပျော်ရွှင်မှုကိုမွေးနေမလဲမစိုးတီခူးကြမယ်ရှင်ဒီလိုလေးနော်သူ့ရဲ့အသားလေးတွေက ကနစိုးတီစားဘူးလားစားတော့စားဘူးကြမယ်ထင်တယ်ကနစိုးတီအလုံးကြီးရိုးတရားသီးတွေလေဒါကကြတော့ဗမာသီးတော်သီးပေါ့ခွဲဒါကနစိုးတီပင်ဒီကနစိုးပင်ရဲ့အမြင့်ကိုကြည့်ချင်အဖြစ်ကျမရဲ့အသက်ကိုခက်မှန်းနိုင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျမငယ်ငယ်တော့ဒီကနစိုးပင်ကလေပုတ်ပုတ်လေးတီးဘုံရွအဲ့တော့ဒီဟောမျိုးလည်းလာခူးပြီးလက်စွပ်လေးခူးစားလို့ရတယ်အခုကကြတော့မြေ့ပေါ်လာတော့ကျမအသက်ထထောင်အပင်ကြီးမြေ့နေကဲခူးကြမှာပေါ့နော်အပင်အသီးတွေရှိရတော့တွေ့ရလားဒီမှာအသီးတွေတွေ့လားဒီဘက်မှာတွေရောပဲကနဆိုသီးတွေတွေ့လားအသီးခူးရမရှိအိုးဟိုအော်ကြည့်ပါပေါ့မှာကျဲပြတော့ရမှာဒီချက်တော့အေးဟာဒါနကဲမမီချစ်လေးခူးတာပါရပြီတော်ရပြီတဲ့ဟေးဟိုအသီးတပုံပဲတွေ့ရလားပါလာပြီရှင်ဟူးအမလေးအိုးဒီမှာပါလာပြီရှင်ဒါကိုဘာလို့ခေါ်လဲခူးပေးသမားခူးပြီးသွားပြီဖြုံးမတက်လို့အိုးဒီမှာကန်နေစိုးသည်အများကြီးခူးပေးမမမချစ်စပင်းကောင်းလိုက်တာကွာဟဲ့လေအိုးဒါနားတော့အော်ဒါကျမတူမလေးတွေခူးပေးနေတာပေါ့နော်ကျမငယ်ကသူတို့ချီတာအခုသူတို့ကကျမအတီးခူးပေးတဲ့အရွယ်ရောက်နေကျမလည်းအိုနာကြိုးကန်ဖြစ်နေပြီဆိုတော့ကဲလေးတော့ကောင်းတာကြီးနှစ်လမ်းပါနှစ်လမ်းဘက်ကိုလှည့်ပြောအိမ်တော့ဆောက်မယ်ဒီတအားကောင်းတယ်ကျမလိုပဲကျမတို့ပိုင်းကလေးကောင်းတယ်အိုးမကြကန်နေကြသည်မကျင်းဘူးကျင်းဝဲဒါတော့အမေမဟုတ်ဘူးနော်ညာကြီးကူးလိုက်ပါညာကြီးကူးနော်မမမီချစ်အဲ့ကူးညာကြီးကူးဒီအတီးကူးသမားရဲ့အဲ့ထဲမှာလည်းဒုတ်တွေနဲ့ဟိုဒုတ်များဒီဒုတ်ဆိုအောင်ပါရင်ငန်းသေးရမသိဘူးနော်ဒီအခုရင်ငန်းသေးရမသိနေဟိုကဒွယ်တီးနေဟုတ်လားဘုဒ္ဓမြတ်ကိုဝိုင်းလာမယ်ဆိုတော့ဒါရင်ငန်းသေးပြင်ပါဆိုးတယ်ဗလားပဲများဟိုသူ့ရဲ့အသားကတော့ရဟန်းစားကောင်းတယ်ပေါ့နော်ရင်ငန်းသေးဟဲ့ရင်ငန်းသေးပြင်ပါလို့ပေါ့ဘူးပဲဒီမှာကြမ်းဒါရင်ငန်းသေးပြင်ပါလို့ပေါ့ဘူးပဲကြားတာတွေ့လားအဲ့ဒါလက်ခူးကြနော်အော်လက်နှုတ်ကြစိုက်မယ်ဆိုလက်နှုတ်ကြခေါင်းဝဲတာမစိုက်တော့မရှိဘူးဒီလေခူးပျော်ရွှင်မှုကိုမွေးနေမလဲပျော်နိုင်မှအကောင်းဆုံးပဲရောင်းမို့လားပျော်ရွှင်မှုဟာဒီကားပဲရောင်းမယ်ဘုံနဲ့ကလိုက်အိုးထို့နော်ဟုတ်တယ်မတော်တယ်ဆာကျမလှလာမတီခဏစိုးတီခူးကြမယ်ရှင်ဒါပါသီးလဲတီးကြလားဒါလေးကတော့မရွှေမနဲ့ပိုင်းလေးမှာသွားခူးရတဲ့အသီးလေးပါမရွှေတို့ဒေသမှာတော့ဒါကန်နစိုးသီးလို့ခေါ်ပါတယ်ရှင့်ဒါကဟိုရိုးတရားသီးလဲလာခဏတွေ့ဘူးလေဘယ်လိုခေါ်လဲလောင်ကွန်းသီးလားအဲ့လိုမျိုးခေါ်လေအကြီးကြီးအခွန်ထူထူနဲ့လေဒါကကြတောသီးပေါ့နော်ဒီအပင်ကကိုငငယ်တွေကခူးစားနေကြအပင်ဆိုအချိုးနေအပင်ပေါက်တွေအများကြီးပဲနှုတ်ပြီးစိုက်ရမယ်စကားအသားတော့အရမ်းမထူအရင်သီးဆိုစကားရင်သေးတာတော်တော်လေးချိုးနေကနစိုးသီးမရဘူးလားမေးလို့ရှိရင်တော့
ဝမ်းမွေးတို့ချမ်းနေအများကြီးသိရင်တော့ရမယ်နော်ဒီလိုလေးနော်သူ့ရဲ့အသားလေးတွေကအဲအမွှာလေးတွေပေါ့ကွယ်မှားတာပဲအမွှာလေးတွေအမွှာလေးကောင်းချန်တွဲလေးမလွဲရင်ကျမမဟုတ်တော့